ကျွန်တော်အခုနှုတ်ကပတ်တော်ခွန်အားယူဖို့ရန်အတွက်ချီးမွမ်းခြင်း praise and worship တခြင်းတွေမှာလည်းအများဆုံးသုံးတဲ့စကားလုံးကျွန်တော်တို့ဒီဘက်နောက်ပိုင်းမှာပို့ပြီးတော့အဲ့ဒီစကားလုံးကိုနော်ပို့ပြီးတော့အသုံးပြုလာတယ်အဲ့ဒီစကားလုံးတစ်ခုကဘာလဲဆိုတော့အင်မတန်လည်းရေးကြည့်တယ်အဲ့ဒီစကားလုံးကနော်အင်မတန်လည်းတန်ဖိုးထားတဲ့စကားလုံးသိတဲ့စကားလုံးတစ်ခုဖြစ်တယ်အဲ့ဒါကဘာလဲဆိုတော့မျက်မှောက်တော်ဆိုတဲ့စကားလုံးဖြစ်တယ်အဲ့ဒီမျက်မှောက်တော်ဆိုတဲ့အကြောင်းအရာကိုဒီနေ့မှာအတူတူကဆင်ခြင်ခွန်အားယူဖို့ဖြစ်တယ်မိကွန်းတစ်ခုမေးခြင်းနဲ့မျက်မှောက်တော်ဆိုတာဘာလဲမျက်မှောက်တော်ဆိုတာဘာလဲဘယ်အရာကိုမျက်မှောက်တော်လို့ပြောတာလဲတချင်းဆိုပြီးတော့နော်ကျွန်တော်တို့စက်သိန်းတွေထားပြီးတော့အဲ့ဒီလိုခံစားရတာကိုမျက်မှောက်တော်လို့ပြောတာလားဒါမှမဟုတ်ဘုရားရှိခိုးတဲ့အချိန်မှာနော်အစီအစဉ်တစ်ခုမှာထူးထူးခြားခြားဖြစ်သွားတာကိုမျက်မှောက်တော်လို့ပြောတာလားမျက်မှောက်တော်ဆိုတဲ့အတိတ်ပဲက present of God ဖယားရဲ့ရှေ့တော်တနည်းအားဖြင့်ဖယားအတူရှိခြင်းလို့အတိတ်ပဲရပါတယ်ဖယားသခင်အတူရှိခြင်းဖယားသခင်တည်ရှိမှုအခုကျွန်တော်တို့ဒီမှာရှိတယ်ဒီမှာကိုးကွယ်နေတယ်ဘယ်သူရှိလဲအဲ့ဒါမျက်မှောက်တော်လို့ခေါ်ပါတယ်တခုခုသင်စိတ်ထဲမှာခံစားရမှတခုခုသင်အထဲထဲမှာကျေနပ်သွားမှမဟုတ်ဘူးဖယားတည်ရှိနေခြင်းကိုဖယားရှိတဲ့နေရာကိုဘာလို့ခေါ်လဲမျက်မှောက်တော်လို့ခေါ်ပါတယ်ဒါကြောင့်မျက်မှောက်တော်ဆိုဒီမှာအခုကျွန်တော်တို့ရက်နေတာဘယ်သူရှိမှာဒီမှာရှိတဲ့သူတွေအားလုံးထိုင်နေတာဘယ်သူရှိမှာသင်ကိုဘယ်သူမြင်နေလဲဒီမှာဘယ်သူရှိလဲတကယ်နိုင်ငံတော်အကြီးအကဲမဟုတ်ဘူးအဲ့ဒီလောက်မဟုတ်ဘူးနော်တထေးမဟုတ်ဘူးနော်ကမ္ဘာမိုးမြင့်စัจ java ကိုဖန်ဆင်းပိုင်သားတဲ့ဖယားဒီမှာဘာလုပ်နေလဲရှိနေတယ်အဲ့ဒါဖယားရဲ့မျက်မှောက်တော်လို့ခေါ်တယ်ပြန်ပြောပြမယ်နော်ဖယားရဲ့မျက်မှောက်တော်ဆိုတာဖယားရဲ့ရှေ့တော်မှာဖယားသခင်တည်ရှိနေခြင်းကိုဘာလို့ခေါ်လဲဖယားမျက်မှောက်တော်လို့ခေါ်ပါတယ်တခုခုထူးခြားမှုဖြစ်မှတခုခုခံစားမှဖယားမျက်မှောက်တော်လို့မခံယူလိုက်ပါနဲ့ဒါကြောင့်မို့အဲ့ဒီမျက်မှောက်တော်ဆိုတဲ့စကားလုံးကိုတမန်ကျမ်းစာထဲမှာဖော်ပြထားတဲ့ကျမ်းပိုက်လေးတွေကိုဆင်ခြင်ခွန်အားယူအောင်တမန်တော်ဝတ္ထုခန်းကြီး2အပိုင်းငယ်25တမန်တော်ဝတ္ထုခန်းကြီး2အပိုင်းငယ်25တွေ့လားမသိတမန်တော်ဝတ္ထုခန်းကြီး2အပိုင်းငယ်25ထိုသူကိုအကြောင်းပြုလျက်ဒါဝိဒ်မင်းကငါသည်ထာဝရဘုရားကိုအစဉ်မပြတ်မျက်မှောက်ပြု၏ဒါဝိဒ်ကဘာပြောလဲငါသည်ထာဝရဘုရားကိုဒါဝိဒ်ကတော်တော်ထူးခြားတဲ့ပုံကိုဗျဘုရားကိုဘလို့မျက်မှောက်ပြုတာလဲဆိုတော့အစဉ်မပြတ်မျက်မှောက်ပြုတာဒါကြောင့်မို့တဲ့ဒါဝိဒ်ကဖယားရဲ့စိတ်တော်နဲ့ညီညွတ်တော်သူဖြစ်တယ်သူဆက်ရေးထားတယ်အကြောင်းမူကားတဲ့ငါလက်ရဘက်၌တည်ရှိတော်မူသည်ဖြစ်၍ငါသည်လှုပ်ရှားခြင်းတော့မျက်မှောက်တော်ဆိုတာဖယားငါနဲ့အတူဘာလုပ်နေလဲရှိနေတယ်တော့ဖယားရှိနေတယ်ဆိုတာကိုသင်ဘက်ကမျက်မှောက်ပြုမိရင်အဲ့ဒါဖယားမျက်မှောက်တော်ထဲမှာပဲဖယားရှိနေတဲ့အရာကိုသင်ဘက်ကဘာလုပ်ဖို့လို့လဲမျက်မှောက်ပြုဖို့လို့လဲဒီဖယားเจ้าထဲမှာမဟုတ်သင်အိမ်မှာလဲဖယားသခင်ငါနဲ့ဘာလုပ်နေလဲရှိနေတယ်ဆိုတာကိုမျက်မှောက်ပြုရင်အဲ့ဒါဖယားမျက်မှောက်တော်ပဲမျက်မှောက်တော်ဆိုတာအစီအစဉ်အကောင်းတွေနော်တကယ်ကိုသချင်းတွေတကယ်ကိုတီးလုံးတွေအကောင်းတွေလုံးမတကယ်ကိုကျွန်တော်တို့စိတ်ကပျော်သွားမှကျေနပ်သွားမဟုတ်ဖယားမျက်မှောက်တော်ဆိုတာကနေရာတကာတိုင်းမှာရှိတယ်သင်ဘက်ကဘာလုပ်ဖို့လိုတာလဲမျက်မှောက်ပြုဖို့လိုတာဒါကြောင့်မို့ဒါဝိဒ်ကဘာပြောလဲငါသည်ထာဝရဘုရားကိုအစဉ်မျက်မှောက်ပြု၏ဖယားကိုအစဉ်မြဲမျက်မှောက်ပြုတယ်ဒါဝိဒ်ပဲသူ52ခုမြောက်သောစာလံဆက်ဆိုတယ်ဘာသာရှေဘာနဲ့ပြစ်မှားပြီးတဲ့နောက်ပိုင်းမှာဖယားကိုပြန်တောင်းပန်တဲ့စာလံ52ခုမြောက်သောစာလံအပိုက်ငယ်4မှာ
50ခုမြောက်သောစာလံအပိုင်ငယ်4မှာဘလို့ရေးလဲကိုတော်ကိုပြစ်မှားပါပြီကိုတော်ကိုသာပြစ်မှား၍မျက်မှောက်တော်၌ပင်မတရားသောအမှုကိုပြုပါပြီတို့ဖြစ်၍မိန်တော်မူချက်သည်ဖြောင့်ပါ၏တရားစီရင်တော်မူချက်သည်အပြစ်လွတ်ပါ၏ဒီမှာမျက်မှောက်တော်လို့ရေးထားတယ်ဒါဝိတ်သူများသားများကိုပြစ်မှားလိုက်တာဘယ်မှာလဲဘယ်မှာပြစ်မှားလိုက်လဲမျက်မှောက်တော်တဲ့အတိတ်ပဲပါလဲဖယားရဲ့ရှေ့မှာပဲသူမတရားတဲ့အမှုကိုဘာလုပ်မိလဲလုံးမိတယ်တခြားဖတ်ကြည့်နော်ကိုတော်ကိုပြစ်မှားပါပြီကိုတော်ကိုသာပြစ်မှား၍မျက်မှောက်တော်၌ပင်မတရားသောအမှုကိုပြုပါပြီသူမတရားသောအမှုပြုလိုက်တာဘသူရှေ့မှာဖယားရှေ့မှာဒါကြောင့်မို့မျက်မှောက်တော်ဆိုတာကဖယားเจ้าထဲမှာပဲမဟုတ်အစီအစဉ်တစ်ခုမှာပဲမဟုတ်ထူးထူးခြားခြားဖြစ်မှာပဲမျက်မှောက်တော်မဟုတ်ဖယားရဲ့မျက်မှောက်တော်ဆိုတာနေရာတကာတိုင်းမှာရှိဖယားရဲ့မျက်မှောက်တော်ဆိုတာဒါကြောင့်မို့ဖယားရဲ့မျက်မှောက်တော်ကိုဖယားเจ้าထဲမှာပဲမကန့်သတ်ထားပါနဲ့ချီးမွမ်းခြင်းသချင်းတွေဆိုတဲ့အစီအစဉ်မှာပဲမကန့်သတ်လိုက်ပါနဲ့ဖယားရဲ့မျက်မှောက်တော်ဆိုတာနိုးထမှုနိုးကြားခြင်းအစီအစဉ်တွေမှာပဲသွားမကန့်သတ်လိုက်နဲ့ဖယားဟာအကန့်အသတ်မဲ့တဲ့ဖယားဖြစ်တယ်ကျွန်တော်တို့ကဖယားကိုကန့်သတ်လိုက်တယ်ဒီလိုသချင်းတွေဆိုမှပဲမျက်မှောက်တော်တွေတိုးဝင်ရအောင်အဲ့ဒီကြမှာပဲမျက်မှောက်တော်ကိုငါတို့ခံစားရတယ်အဲ့ဒီမှာပဲမျက်မှောက်တော်ရှိတယ်လို့ကျွန်တော်တို့ကကန့်သတ်ပလိုက်တယ်တကယ်တော့ဖယားမျက်မှောက်တော်ဆိုတာနေရာတကာတိုင်းမှာဒါဝိတ်တောင်မှမတရားတဲ့အမှုကိုပြုတာဘသူမျက်မှောက်တော်မှာဖယားမတွေ့ဘူးထင်နေလားဖယားမျက်မှောက်မှာပဲကျွန်တော်တို့ကမျက်မှောက်တော်ဖယားเจ้าထဲမှာပဲကန့်သတ်လိုက်ရင်ဒီထဲမှာတော့အဆင်ပြေနေတယ်အပြင်ထွက်သွားရင်ကိုလို့ချင်တာကိုလို့ဒါကြောင့်မို့ဖယားရဲ့မျက်မှောက်တော်ဟာနေရာတကာတိုင်းမှာဖြစ်တယ်ဘာမှရေးထားလဲ139ခုမြောက်သောစာလံ139ခုမြောက်သောစာလံအပိုင်ငယ်9မှ8 139ခုမြောက်သောစာလံအပိုင်ငယ်9မှ8တွေ့လားတွေ့ရင်ဖတ်ကြည့်အောင်နော်ဝိညာဉ်တော်နှင့်လွတ်ချင်းအလို့ငါအဘယ်ရက်သို့သွားနိုင်ပါမည်နည်းမျက်နာတော်နှင့်လွတ်ချင်းအလို့ငါအဘယ်အရက်သို့ပြေးနိုင်ပါမည်နည်းကောင်းကင်သို့တက်လင်ကိုယ်တော်ရှိတော်မူ၏မရဏနိုင်ငံ၌အိယာကိုခင်းလင်ကိုယ်တော်ရှိတော်မူ၏ဖယားရဲ့ဝိညာဉ်တော်နဲ့လွတ်ဖို့အဘယ်ရက်ကိုသင်ပြေးနိုင်မလဲသင်ကြိုက်တဲ့နေရာသွားဖယားရဲ့မျက်မှောက်တော်ကနေမလွတ်ဘူးဖယားရဲ့ဝိညာဉ်တော်နဲ့မလွတ်ဘူးမျက်နာတော်နဲ့လွတ်ချင်းလို့ငါအဲ့မျက်နာတော်ဆိုတာဖယားရဲ့တည်ရှိတဲ့ဖယားရဲ့ရှေ့တော်ဖယားစီကနေလွတ်ဖို့သင်ဘယ်မှပြေးလို့မရဘူးမျက်နာတော်နဲ့လွတ်ချင်းလို့ငါအဘယ်ရက်သို့ပြေးနိုင်ပါမည်နည်းကုန်းပြောတယ်ကောင်းကင်ကိုတက်ရင်ကိုတော်ရှိတယ်မရဏနိုင်ငံဆိုတဲ့ငရဲကိုဆင်းနေတာအဲ့ဒီမှာပါရှိတယ်ကိုတော်ရှိတယ်ဖယားနဲ့လွတ်တဲ့နေရာဘယ်တစ်ခုမှသင်ဖယားเจ้าထဲမှာရှိနေရင်လည်းဖယားရဲ့မျက်မှောက်တော်ပဲသင်အိမ်မှာပြန်ရောက်ရင်လည်းဖယားရဲ့အဲ့ဒါဆိုသင်ပေါက်ကြရမလို့တော့ဖယားเจ้าထဲမှာပဲဖယားမျက်မှောက်တော်ဆိုဒီကနေထွက်သွားတာပေါက်ကြရလို့တော့ဖယားเจ้าထဲမှာပဲဖယားမျက်မှောက်တော်ဆိုရင်အဲ့ဒီနိုးထမှုအစီအစီပြီးရင်ကိုကြိုက်တယ်လို့အသက်ရှင်တော့မယ်ဒါပေမဲ့ဖယားရဲ့မျက်မှောက်တော်ဟာနေရာတကာတိုင်းမှာဆိုရင်ဟာဖယားငါ့ကိုမြင်နေတာပဲဆိုသင်ရဲ့စိတ်တိုင်းညသင်အသက်မရှင်ရတော့ဟာဖယားငါ့ကိုမြင်နေတယ်သင်မကောင်းတာလုပ်တဲ့အချိန်မှာလည်းဖယားဘာလုပ်နေလဲမြင်နေတယ် CCTV ထပ်ပို့ပြီးတော့တိကျဖယားရဲ့မျက်မှောက်တော်ကဒါကြောင့်မျက်မှောက်တော်ဆိုတာအစီအစဉ်တစ်ခုမှသွားမကန့်သတ်လိုက်နဲ့ဖယားเจ้าထဲမှာသွားမကန့်သတ်လိုက်နဲ့ချီးမွမ်းခြင်းသချင်းတွေနဲ့ music တွေတီးတဲ့အဲ့ဒီຢာပေါ်မှာသွားပြီးတော့တာယာပြီးတော့ဒါမှမျက်မှောက်တော်လို့သွားမကန့်သတ်လိုက်နဲ့ဖယားဟာအကန့်အသတ်မဲ့တဲ့ဖယားဖြစ်တယ်ဖယားကိုနိုးထမှုအစီအစဉ်ထဲမှာသွားမကန့်သတ်လိုက်နဲ့ဖယားကိုတချင်းထဲမှာသွားမကန့်သတ်လိုက်နဲ့ဖယားကိုထူးဆန်းတဲ့နမိတ်လက္ခဏာအဖြစ်အပျက်တွေထဲမှာသွားမကန့်သတ်လိုက်နဲ့ဖ
ဖယားသခင်ရဲ့ဝိညာဉ်တော်နဲ့လှုပ်ခြင်းလို့ငါအဘယ်ရက်သို့ပြေးနိုင်ပါမည်နည်းမျက်နာတော်နဲ့လှုပ်ခြင်းလို့ငါသင်အဘယ်ရက်သို့သွားနိုင်မလဲဖယားရဲ့မျက်မှောက်တော်ဟာနေရာတကာတိုင်းမှာရှိပါတယ်ဒါကြောင့်မို့ဖယားမျက်မှောက်တော်ကိုမကန့်သက်လိုက်နဲ့တော့ဖယားမျက်မှောက်တော်ကသင်အိမ်မှာနေလဲဖယားမျက်မှောက်တော်ပဲကျွန်တော်တို့စာထဲမှာလူပုဂ္ဂိုလ်တယောက်ကြောင့်ဖတ်ဖို့တယ်သူ့နာမည်က Brother Lawrence လို့ခေါ်တယ်သူဟာဖုန်းတော်ကြီးဖုန်းတော်ကြီးဆိုတာကခရစ်ယာန်ဖုန်းတော်ကြီးကိုပြောတာခရစ်ယာန်ဖုန်းတော်ကြီးတယောက်ကျမ်းစာကြောင့်ဆင်းတဲ့အခါမှာ तू ဟာသူများတွေလိုတရားဟောခြင်းတယ်သူများတွေလိုဒီလစ်တနီအပြန်အလှန်တွေဖတ်တဲ့နေရာမှာဥဆောင်ခြင်းတယ်အသင်းတော်မှာချီးမွမ်းခြင်းလုပ်တဲ့နေရာမှာလည်း तू ကဥဆောင်ခြင်းတယ်အရှိမ तू ထွက်ခြင်းတယ်လူတွေကိုဥဆောင်ခြင်းတယ်ဒါပေမဲ့ तू အဲ့ဒီနေရာမှာအသုံးမခံရအောင်ကျမ်းစာကြောင့်ဆင်းပြီးရတယ်သူ့ဘယ်နေရာမှာခန့်လိုက်လဲဆိုတော့အဲ့ဒီကျောင်းသားတွေအတွက်တဲ့မင်းထမင်းချက်ပေးရမယ်ဟာသူထင်တာချမ်းသာကြောင်းဆင်းပြီးရင်တရားဟောပြီးလူတွေရဲ့ရှေ့မှာကိုယ်ဆရာအခေါ်ခံရတော့မယ်လူတွေကကိုယ်ယူသေးတော့မယ်လူတွေကကိုယ်အလှငွေပေးတော့မယ်ဟာလူတွေကကိုယ်ဘာလုပ်တော့မလဲချီးမြှောက်တော့မယ်ငါလည်းအကောင်းဆုံးတရားဟောမယ်ချမ်းသာကြောင်းဆင်းပြီးတရားမဟောအောင်စိတ်ဆိုးတာဘုရားသခင်ဘာလဲကျွန်တော်အခုကျတော့ထမင်းချက်တခါတည်းကျွန်တော်တို့ကိုဘုရားသခင်ထားတဲ့နေရာမှာကျွန်တော်ဝန်ခံဖို့ခက်ခဲကောင်းခက်ခဲလိမ့်မယ်နော်ကျွန်တော်ဘဝအသက်တာထဲမှာအလုပ်တစ်ခုတနေရာမှာလောက်ရတာတော်တော်ခက်ခဲတယ်ဗျအဲ့ဒါကျွန်တော်သာသနာနယ်မှာဧသတာဝန်ခံနေနဲ့ကျွန်တော်အမှုတော်ဆောင်တော့ရုံးတက်ရုံးဆင်းလောက်ရကျွန်တော်စိတ်ညစ်ဆုံးပဲလိုင်းကားတိုးစီရုံးကိုမနက်9နာရီရောက်အောင်သွားညနေ3နာရီမှပြန်နောက်တစ်နေ့လည်းအဲ့လိုနေ့တိုင်းသွားရတာဘုရားသခင်ကိုကျွန်တော်ဆုတောင်းတယ်ဘုရားသခင်ဒါကြီးကကျွန်တော်နဲ့မကိုက်ဘူးကျွန်တော်ဟာကျမ်းစာတွေအရန်သိကျင်တာကျွန်တော်တရားဟောချင်တာကျွန်တော်သူများကိုယေရှုကြောင့်ပြောပြအခုကရုံးဝဲလာတက်နေရဝင်စာထွက်စာတွေလို့ရုံးရဲ့လှုပ်ထုံးလုံနီးတို့စာအမှတ်တက်တာတွေဒီအစည်းအဝေးမှတ်တမ်းတွေဒီစီမင်းစီကန်းတွေဟာကျွန်တော်မလုပ်ချင်ပါလားအကုန်လုပ်อ่ะဒါပေမဲ့ဘုရားသခင်ကျွန်တော်ပါစကားပြောသလားမျက်နေတဲ့မင်းသိမ်ယူလိုက်ပါဒါအချိန်အကြာကြီးမဟုတ်ဘူးဟုတ်တယ်ဗျအခုကျွန်တော်အဲ့ဒီမှာလှုပ်ချင်တာတော့လှုပ်လို့အဲ့ဒီအချိန်ကပြီးသွားကျွန်တော်9နှစ်လှုပ်ခဲ့တယ်ဒါကြောင့်မို့ဝင်စာထွက်စာတွေဘယ်လိုလုပ်ရလဲရုံးစာတွေဘယ်လိုလုပ်ရကျွန်တော်အားလုံးသိသွားတယ်အသင်းတော်ရဲ့စီမင်းစည်းကမ်းတွေနော်ဘယ်လိုစီမင်းစည်းကမ်းတွေလုပ်တယ်ဥက္ကရာဆိုတာဘယ်လိုအစည်းအဝေးကိုဥဆောင်ရလဲအတွင်းမူဘာလုပ်ရလဲဘန္နာတင်းပါကျွန်တော်အားလုံးတက်သွားကျွန်တော်အားလုံးနားလဲသွားတယ်အော်ဘုရားသခင်အဲ့ဒီနေရာမှာငါ့ကိုဘာလုပ်လဲလဲသင်ပေးလိုက်တာကျွန်တော်အဲ့ဒီ9နှစ်တောင်ကျွန်တော်ဖြည်းဖြည်းရွှင်လုပ်ခဲ့တယ်ဘာလို့ကျွန်တော်သိသွားတယ်ဖခင်ကသူ့အချိန်နဲ့သူဘာလုပ်ထားလဲခွဲခန့်မှတ်သားထားတယ်ဖခင်ထားတဲ့နေရာမှာဘာလုပ်လိုက်ရုံပဲလဲဝန်ခံလိုက်ရုံပဲအဲ့ဒီကိုမလုပ်ချင်တဲ့အလုပ်ကိုလည်းဖခင်နဲ့အတူလုပ်ဖို့ပဲအဲ့ဒီ brother Lawrence အကြောင်းလေးကျွန်တော်ဖတ်တဲ့အခါမှာရန်ခွန်အားရပထမတော့သူနားမလဲထမင်းချက်နောက်ပိုင်းမှာသူဘာနားလဲသွားလဲဆိုဖခင်သခင်ကသူထမင်းချက်တဲ့အဲ့ဒီမီးဖိုချောင်းထဲမှာလည်းအတူရှိတယ်ဖခင်ရှိခိုးချောင်းထဲမှာတချင်းနေဆိုမှချီးမွမ်းလိုက်မှ music တွေတီးလိုက်မှဖခင်ကဆင်းလာတာမဟုတ်အဲ့ဒီမီးဖိုချောင်းထဲမှာလည်းဖခင်ကဘာလုပ်နေလဲရှိနေတယ်ဒါကြောင့်မို့ तू ကဘာလို့ဆိုကြက်ဥကြော်လိုက်ထမင်းကြော်လိုက်နဲ့ hallelujah thank you jesus praise lord ဟာ तू အဲ့ဒီထမင်းချက်တဲ့နေရာနာမည်ကြီးသွားတယ်ပုံရဟန်းမင်းတော်သူ့စီလာကြည့်ရအဲ့ဒီ Lawrence ထမင်းချက်တဲ့နေရာပုံရဟန်းမင်းရောက်လာတော့အားလုံးကပြပြသလဲလဲဖြစ်တယ်မဟုတ်ဘူးတဲ့ငါဗိမာန်တော်နဲ့တော်ဖို့မဟုတ်ဖခင်ကြောင့်တော်ဖို့အဲ့ဒီထမင်းချက်တဲ့ brother Lawrence ထမင်းချက်တဲ့နေရာငါသွားမလို့ပုံရမင်းကအဝေးကနေချောင်းကြည့်တာ brother Lawrence ကကြုတ်တစ်လုံးကြော်လိုက် hallelujah ကြုတ်တစ်လုံး thank you jesus ဟာကြုတ်ကြော်လိုက်ကိုရောယေရှုတင်တယ်ဟာ तू ထမင်းချက်တာအဝေးကနေကြည့်နေတာအဲ့ဒီနေရာမှာဖခင်ရှိတယ်ဘာလို့အဲ့ဒီမြင်ကွင်းကိုကြည့်တာလူတွေကဘာလို့လဲဝမ်းမြောက်သွားတယ်ငြိမ်းချမ်းမှုကိုရတယ် brother Lawrence ကစာအုပ်တုပ်ရေးတယ်ဖခင်ရဲ့မျက်မှောက်တော်ထဲမှာနေတတ်တော်အလေးထားဖခင်ရဲ့မျက်မှောက်တော်ထဲမှာနေတတ်ဖို့ပဲအရေးကြီးတာဒါကြောင့်မို့ဖခင်เจ้าထဲမှာမှအရှိမထွက်ဥဆောင်မှာမဟုတ်ကိုရှိတဲ့နေရာမှာဘယ်သူရှိနေလဲဖခင်ရှိနေတယ်ဆိုတာကိုသင်ဘက်ကဘာလုပ်ဖို့လိုတာလဲမျက်မှောက်ပြုဖို့လိုတာဖခင်ရဲ့မျက်မှောက်တော်သည်နေရာတကာတိုင်းမှာရှိတယ်သင်ဘက်ကဘာလုပ်ဖို့လိုတာလဲမျက်မှောက်ပြုဖို့ပဲလိုတာဒါကြောင့်မို့တုတ်တန်ကျမ်းအခန်းကြီး3အပိုင်ငယ်9နဲ့6မှာဘာရေးလဲဆိုရင်ထာဝရဘုရားကိုစိတ်နှလုံးအကျွင်းမဲ့ကိုးစားလို့ကိုဉာဏ်ကိုဖ
ယားကိုစိတ်နှလုံးအကျွေးမဲ့ကိုးစားပါစိတ်နှလုံးအကျွေးမဲ့ကိုးစားဆိုတာသိလားစိတ်နှလုံးအကျွေးမဲ့ကိုးစားဆိုတာကတခုခုလိုချင်လို့ဖယားကိုကိုးစားတာမဟုတ်စိတ်နှလုံးအကျွေးမဲ့ဖယားကိုရှာတယ်ဆိုတာတခုခုရချင်လို့ရှာတာမဟုတ်ဖယားကိုရချင်လို့ပဲရှာတယ်စိတ်နှလုံးအကျွေးမဲ့ချစ်ဆိုတာကတခုခုရဖို့ဖယားကိုချစ်တာမဟုတ်ဖယားကိုရဖို့ပဲဖယားကိုချစ်တာအဲ့ဒီလိုစိတ်နှလုံးအကျွေးမဲ့ဖယားကိုဘာလုပ်ရမလဲကိုးစားရမယ်တခြားဘယ်အရာကိုမှမကိုးစားနဲ့တဲ့ကိုညံကိုလည်းအမိမပြုတ်နဲ့တဲ့ဘာဆက်ရေးလဲသွားလီရရာ၌ထာဝရဘုရားကိုမျက်မှောက်ပြုလောတို့ပြုလင်သင်ဤလန်ခီတို့ကိုပဲ့ပြင်တော်မူမည်သွားလီရရာ၌သင်လမ်းပဲရှောက်ရှောက်ဆက်လီပဲစီစီဒိန်းတော်ပဲစီစီဆိုင်ကယ်ပဲစီစီကားပဲစီစီအိမ်မှာပဲနေနေအလုပ်ကိုပဲသွားဆေးရုံမှာပဲရှိကျောင်းမှာပဲရှိဖခင်เจ้าထဲမှာပဲရှိသွားလေရာ၌ထာဝရဘုရားကိုဘာလုပ်ရမလဲဒါကြောင့်ဖခင်မျက်မှောက်တော်ကိုခံစားရတယ်ဆိုတာကချီးမွမ်းခြင်းအစီအစဉ်ထဲမှာပဲဖြစ်နေသေးရင်သင်ကဖခင်ကိုကြံတဲ့အချိန်မှာမျက်မှောက်မပြုသေးလို့ပဲလင်းစင်းလည်းဖခင်ကိုမျက်မှောက်ပြုရမယ်လင်းခွင်းထဲမှာလည်းဖခင်ကိုမျက်မှောက်ပြုရမယ်သင်လက်ဖေးဆိုင်မှာထိုင်နေလည်းဖခင်ကိုမျက်မှောက်ပြုရမယ်ကော်ဖီဆိုင်မှာရှိလည်းဖခင်ကိုဘာလုပ်ရမလဲမျက်မှောက်ပြုရမယ်ဒါကြောင့်မို့ချီးမွမ်းခြင်းအစီအစဉ်ထဲမှာပဲသင်ကမျက်မှောက်တော်ကိုခံစားရတယ်ဆိုရင်သင်ကကြံတဲ့အချိန်မှာဖခင်ကိုဘာလုပ်ထားလဲလစ်လူရှုထားလို့ပဲဖခင်ရဲ့မျက်မှောက်တော်ကနေရာတိုင်းမှာရှိတယ်ကျွန်တော်တို့ဘက်ကရေးကြည့်တာဘာလို့ဖို့လဲမျက်မှောက်ပြုဖို့မျက်မှောက်ပြုတယ်ဆိုတာဘာလဲဖခင်ကို focus လုပ်တာဖခင်ကိုအာရုံစိုက်တာဒါကြောင့်ဘဝအသက်တာထဲမှာလောကမှာနေသည်၍သင်ကောင်းတဲ့အခြေအနေတွေကြုံတွေ့ရမှာဆိုးတဲ့အခြေအနေရောကြုံတွေ့ရမှာသင်ကျမ်းမာတဲ့အခြေအနေတွေလည်းရှိမယ်သင်ရသက်တာထဲမှာတခါတည်းရန်ယောဂဖြစ်တဲ့အခြေအနေလည်းရှိမယ်တခါတည်းမှာငိုရေးကြီးအဆင်ပြေတဲ့အခြေအနေလည်းရှိမယ်အဆင်မပြေတဲ့အခြေအနေလည်းရှိမယ်ကိုဗစ် -19 လို့အပြင်မထွက်ရဘဲနဲ့လူစုလူဝေးမလုပ်ရတဲ့အခြေအနေကိုလည်းနှာခေါင်းစည်းမတ်တက်ရတဲ့အခြေအနေကိုလည်းကျွန်တော်ဖြတ်သန်းခဲ့တယ်ဒါပေမဲ့အခုတက်စရာမလိုတဲ့အခြေအနေကိုလည်းရောက်တယ်မလားဒါကြောင့်လောကမှာအနှိမ့်မြင့်နေတာဘာလုပ်နေလဲရှိနေမှာဖြစ်တယ်အကောင်းဆိုးတွေကဘာလုပ်နေမလဲရှိနေမယ်ချစ်တော်ညီဝေစီတိုင်းအဲ့ဒီကောင်းခြင်းဆိုးခြင်းကိုမျက်မှောက်မပြုပါနဲ့ဘာကိုပဲမျက်မှောက်ပြုရမယ်သွားလေရာ၌ထာဝရဘုရားကိုပဲမျက်မှောက်ပြုရမယ်အေရင်ဥယျာဉ်အလယ်ထဲမှာအပင်ဘယ်နှပင်ရှိလဲတပင်လားနှစ်ပင်လားနော်ကျွန်တော်တို့ငယ်ငယ်တော့တချင်းတစ်ပုတ်တင်ရလေဥယျာဉ်လည်းနဲ့တစ်ပင်အဲ့ချင်းကြတော့ဥယျာဉ်မှာတပင်ပဲရှိရတဲ့နာတကယ်တော့ဘယ်နှပင်ရှိလဲမှတ်ထားပါနှစ်ပင်ရှိတယ်တခြားနေရာမှာတော့အများကြီးပဲဥယျာဉ်အလယ်မှာပြောတာအလယ်မှာနှစ်ပင်ရှိတယ်တပင်ကဘာပင်လဲကောင်းမကောင်းသိကျွမ်းရအပင်နောက်တစ်ပင်ဘာပင်လဲအသက်ပင်ဖယားသခင်ကအသက်ပင်ရဲ့အသီးကိုစားခိုင်းတယ်ကောင်းမကောင်းသိကျွမ်းရအပင်ရဲ့အသီးကိုမစားခိုင်းဒါပေမဲ့စာရမဏတ်ကမွေထဲမှာဝင်ပြီးတော့အာရနဲ့အေဝါကိုသွေးဆောင်တဲ့ခါမှာအဲ့ဒီကောင်းမကောင်းသိကျွမ်းရအပင်ရဲ့အသီးကိုဘာလုပ်လဲလဲအဲ့ဒီဖျားစကားကိုနားမထောင်တဲ့အချိန်အစပြီးလူဟာအပြစ်ထဲမှာကျဆင်းသွားတယ်လောဘဒေါသမောဟအတ္တမာနကြောက်ရွံ့ခြင်းတွေလူထဲမှာဝင်လာအဲ့ဒီအပြစ်ရဲ့နောက်ဆက်တွဲလူဟာအိုရတယ်နာရတယ်နောက်ဆုံးသေရမယ်တမလွန်မှာအပိန်ငယ်ကိုတွားရအဲ့ဒီအသီးရဲ့နာမည်ပါလဲကောင်းမကောင်းသိကျွမ်းခြင်း tree of knowledge တဲ့အဲ့ဒီအသီးရဲ့သဘောတဘာဝကဘောနဂန်ဒုတိယမွေးခြင်းခံတဲ့ယုံကြည်သူဖျားသားသမီးဖြစ်တာတော့မှဒီနေ့ဖျားသားသမီးတွေဘယ်အခြေအနေကိုကြိုက်တယ်ကောင်းတဲ့အခြေအနေပဲကြိုက်တယ်မလားကောင်းမကောင်းတဲ့ကမလွတ်သေးဘူးဘယ်အခြေအနေကိုမျက်မှောက်ပြုလဲကောင်းတဲ့အခြေအနေဝယ်မျက်မှောက်ပြုတယ်မလားကျွန်တော်တို့ရဲ့တသက်ခံချက်တွေကိုကြည့်လိုက်စာမွေးအောင်လို့တသက်ခံတယ်အလောက်ကန်ရလို့ကျေးဇူးတော်ချီးမွမ်းတသက်ခံတယ်အိမ်အသစ်ရလို့ကျေးဇူးတော်ချီးမွမ်းတယ်ယောဂပျောက်သွားလို့ကျေးဇူးတော်ချီးမွမ်းတယ်ယောဂရှိလို့ကျေးဇူးတော်ချီးမွမ်းတယ်ဘယ်သူရှိလဲယောဂရှိလို့တသက်ထွက်ခံတယ်သူဘယ်သူရှိလဲကျေးဇူးတော်ပဲကျမမှာယောဂတစ်ခုဖြစ်လာတယ်ဖခင်ကောင်းမြတ်တယ်ဘယ်သူတသက်ခံလဲအဲ့ဒါကောင်းမကောင်းထဲမှာပဲရှိသေးတယ်တကယ်ဆိုရင်ယောဂပျောက်လဲမှန်တယ်ယောဂပျောက်လဲတသက်ခံရမယ်အဲ့ဒါကျေးဇူးတော်ပဲယောဂရှိလဲဟာယောဂရှိပေမဲ့ဖခင်ကျမနဲ့တူရှိတယ်ဆိုတော့တသက်ခံနိုင်တဲ့သူဖခင်မျောလင့်နေအကျွေးထဲမှာပြဿနာတွေရှိတယ်ဒါပေမဲ့ဖခင်ကျမနဲ့အတူရှိတယ်ငြိမ်သက်ခြင်းကိုပေးတယ်အဲ့ဒီတသက်ခံနိုင်သူဖြစ်ရအောင်သိုးတစ်ကောင်ကစာလံ23ပါလေစိမ့်လန်းသောကျက်စားရက်ကိုလည်းမျက်မှောက်မပြုအောင်သေမင်းရိတ်လွှမ်းမိုးတဲ့ဂျိုင်ဝမ်းဆိုတဲ့စိုးဝါတဲ့အခြေအနေကိုလည်းမျက်မှောက်မပြုအောင်သိုးတစ်ကောင်ကဘသူ့ကိုပဲအာယုံဆိုင်ရမယ်ဒ
သိုးထိန်ကိုပဲအာယုံဆိုင်ရမှာဘယ်သူအာယုံဆိုင်ရမလဲသိုးထိန်စိန်လန်းသောကျက်စားရက်မှာနေပေမဲ့သိုးထိန်မရှိရင်အဲ့ဒီသိုးကဝင်ပလေကိုက်နိုင်တယ်ခြင်သစ်ကိုက်နိုင်တယ်ကြားတွေကိုက်နိုင်တယ်သေမင်းရိပ်လွှမ်းမိုးတဲ့ဂျိုင်ဝမ်ထဲမှာတယောက်တည်းရောက်နေလေသူအန်နေရှိတယ်သိုးတကောင်အတွက်မျက်မှောက်ပြုရမယ့်ရာကကောင်းတဲ့စိန်လန်းရကျက်စားရရက်လည်းမဟုတ်ဘူးစိုးဝါတဲ့သေမင်းရိပ်လွှမ်းမိုးတဲ့ဂျိုင်ဝမ်လည်းမဟုတ်ကောင်းမကောင်းကိုအာယုံမဆိုင်ခိုင်းဘုရားဘယ်သူပဲအာယုံဆိုင်ခိုင်းလဲသိုးထိန်ကိုပဲအာယုံဆိုင်ခိုင်းတယ်တခါတည်းမှာကောင်းတဲ့အခြေအနေမှာလေဘုရားကိုအာယုံမဆိုင်မိဘူးစိုးတဲ့အခြေအနေကြရင်ဘာလို့လဲဟာဘုရားနော်ကျွန်တော်တို့ပြည်ပခီးစဉ်တွေတွားရင်လေရင်စီးရတယ်ပြည်တွင်းမှာလည်းတချို့တနေရာလေရင်စီးရတခါတည်းလေရက်ခါတာလေဟာခါပြီးတော့ဝုန်းနဲ့ဆိုပြုတ်ကြရင်အိုးလေဟာနေထဲမှာရင်ထဲမှာဟာခနဲ့ဖြစ်သွားလေရလို့ခါပြီးတော့ပြုတ်ကြလေရလို့ခါပြီးပြုတ်ကြရင်လေဟာကျွန်တော်အဖော်တွေအားလုံးပါအဲ့လိုလေရခဏခါပြီးပြုတ်ကြတော့ကျွန်တော်တို့မျက်နှာတွေပြက်ကုန်ဒီတစ်ခေါက်လေရင်စီးတာငါတို့တော့နောက်ဆုံးခီးစဉ်လားမသိဘူးငါတို့တော့ကောင်းကင်နိုင်ငံရောက်ပြီတဲ့ဘုရားသခင်တော်ငါတို့ကိုခေါ်ပြီတဲ့ဘုရားသခင်ပန်းစားပါကျွန်တော်လည်းကျွန်တော်အဖော်တွေလမ်းကြည့်တော့အားလုံးမလုပ်နေလေအားလုံးလည်းဆုတောင်းနေကြနော်ဘာလို့ဆိုအဲ့ဒီအချိန်မှာချမ်းသာခြင်းလိုက်တာအဲ့ဒီလေရင်အဲ့ဒီလိုခါနေချိန်မှာအောင်မြင်ခြင်းလိုက်တာကြော်ကြားခြင်းလိုက်တာနာမည်ဘယ်သူရှိလဲသူကမရှိဘူးအဲ့ဒီအချိန်မှာဘသူ့ပဲမျက်မှောက်ပြုတယ်ဖះသေမင်းရိပ်လွှမ်းမိုးတဲ့ဂျိုင်ဝမ်ထဲကိုရောက်တဲ့ခါမှာတိုးတစ်ကောင်ကလေဟာမြက်ကောင်းကောင်းလေးစားခြင်းလိုက်တာမရှိတော့သူဘာဝဲမျက်မှောက်ပြုလဲတိုးတယ်ဒါကြောင့်မို့တစ်ခါတည်းမှာဘုရားသခင်ကအခက်ခဲတွေနဲ့ပေးတွေ့တာကျွန်တော်မချစ်လို့မဟုတ်ပါဘူးဘသူ့မျက်မှောက်ပြုဖို့ဘုရားကိုမျက်မှောက်ပြုဖို့ဒါကြောင့်မို့သင်ဟာကောင်းတဲ့အခြေအနေမှာလဲကျေးဇူးတော်ချီးမွမ်းတတ်သိခံပါဘုရားကောင်းမြတ်ကြောင်ပြောပါခက်ခဲတဲ့အခြေအနေမှာလဲဘုရားကိုဘာလုပ်ပါမျက်မှောက်ပြုပြီးတော့ဘုရားအတူရှိခြင်းဘုရားရဲ့မဆခြင်းဘုရားရဲ့တတ်တာခြင်းအကြောင်းကိုတတ်သိခံပါဒါကြောင့်မို့ယုံကြည်သူဖျားသားသမီးဆိုတာမှတ်ထားပါကောင်းမကောင်းကိုမျက်မှောက်မပြုအောင်ဘသူ့ပဲမျက်မှောက်ပြုအောင်ထာဝရဘုရားကိုပဲမျက်မှောက်ပြုအောင်အဲ့ဒီဥယျာဉ်အလဲမှာနောက်တစ်ပင်ကပါပင်လဲအသက်ပင်အဲ့ဒီအသက်ပင်ဆိုတာဘသူ့ကိုယဉ်ညွန်းလဲသခင်ယေရှုကိုယဉ်ညွန်းတယ်ပုံဆောင်ချက်ဖြစ်တယ်ဒါကြောင့်မို့အကျဉ်သူဟာအောင်မြင်တယ်တဲ့ငါဤဘုရားသခင်ပရတိတုဥယျာဉ်တိုင်းရှိတယ်အသက်ပင်ရဲ့အသီးကိုဘာလုပ်မလဲစားရမယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာခရစ်တော်ကိုရတဲ့အခါမှာသားတော်ကိုရတဲ့အခါမှာဘာကိုရလဲအသက်ကိုရတယ်ဒါကြောင့်မို့သင်ဟာနေ့ရက်စဉ်တိုင်းမှာကောင်းတဲ့အခြေအနေလဲကြုံရမယ်ဆိုးတဲ့အခြေအနေလဲကြုံရမယ်ကောင်းတဲ့အခြေအနေမှာလဲမตายရနဲ့ဆိုးတဲ့အခြေအနေမှာလဲစိတ်မပြတ်နဲ့အားလုံးဟာပြီးတော့လဲပြီးသွားမှာပဲကျွန်တော်ဒီမှာရှိတဲ့သူတွေအားလုံးစာမွေးအောင်ဘူးလားအောင်ဘူးတယ်နော်စာမွေးအောင်တော့ပြောလားအခုအဲ့ဒီအပျော်ရှိသေးလားပြီးသွားပြီမလားအဲ့ဒီကောင်းတဲ့အခြေအနေကလည်းပြီးသွားမှာစာမွေးကြဘူးလားချိုးတော့မကြဘူးနော်ကြားတဲ့အချိန်မှာဘယ်လိုလဲတော်တော်စိတ်ဆင်းရဲကိုယ်တငယ်ချင်းကိုမေးကြည့်တယ်ဘယ်လိုလဲဖြေနိုင်လားသူလည်းမဖြေနိုင်အောင်အားရှိသွားတယ်နည်းနည်းတော်သေးတော့နော်အဖို့ရှိတာပေါ့နော်အဲ့တော့ကျွန်တော်တို့စိုးဝါခက်ခဲတဲ့အခြေအနေတွေဒုက္ခရောက်တဲ့အခြေအနေလဲတနေ့လွန်သွားမှာဘယ်ရာမှမတည်မြဲဘူးလောကကြီးမှာတည်မြဲတာကထာဝရဘုရားပဲရှိတယ်ဒါကြောင့်မို့သွားလေရ၌ထာဝရဘုရားကိုမျက်မှောက်ပြုပါအဲ့ဒီလိုအသက်ရှင်လိုက်သင်သက်တာအေးဆေးပဲကောင်းစားလဲအဲ့ဒီပုံမှာမตายရတော့ခက်ခဲလဲအဲ့ဒီပုံမှာစိတ်တမကြတော့ဘုရားငါနဲ့တူရှိတယ်ဒါကြောင့်မျက်မှောက်တော်ဆိုတာနေရာတကာတိုင်းမှာဖြစ်တယ်ဒီကိုးကွယ်ခြင်းအစီအစဉ်မှာမဟုတ်မျက်မှောက်တော်ဟာနေရာတကာတိုင်းဖြစ်တယ်သင်ဘက်ကအရေးကြီးတာဘာလို့ဖို့လို့လဲဘုရားကိုမျက်မှောက်ပြုဘုရားကိုအာရုံစိုက်ဖို့ပဲဖြစ်ပါတယ်အဲ့ဒီဘုရားရဲ့မျက်မှောက်တော်ကိုခံစားရရင်အဲ့ဒီမျက်မှောက်တော်ကိုတွေ့ကြုံရရင်သင်ဘုရားကိုမျက်မှောက်ပြုပြီးအသက်ရှင်မိရင်ဘာတွေဖြစ်မလဲဘဝအသက်တာထဲမှာနံပါတ်1မောရှေအော်စရာကောင်းတယ်မနေ့ကလည်းကျွန်တော်မောရှေအကြောင်းပြောပြဖယားနဲ့မျက်နှာချင်းဆိုင်အဲ့ဒီဖယားရဲ့ဘုံကြီးနဲ့မျက်နှာချင်းဆိုင်စကားပြောရတဲ့သူဖြစ်တယ်ဖယားဘုံကထုံးတောက်နေသူနဲ့ဖယားနဲ့မျက်နှာချင်းဆိုင်စကားပြောနေတာအဲ့ဒါမောရှေပဲထွတ်မြောက်ခြင်းခန်းကြီး33အပိုင်ငယ်17ထွတ်မြောက်ခြင်းခန်းကြီး33အပိုင်ငယ်17ကျွန်တော်လိုက်ဆိုအောင်နော်ထာဝရဘုရားသည်အဆွေခင်ပွန်းခြင်းကိုနှုတ်ဆက်တတ်သည်ဤသူမောရှေနှင့်မျက်နှာချင်းဆိုင်၍
နှုတ်ဆက်တော်မူ၏ဖယားကတဲ့အဆွေခင်မောနော်မိတ်ဆွေကဲ့သို့တယောက်နဲ့တယောက်နှုတ်ဆက်စကားပြောသလိုအခုကျွန်တော်တို့လူတွေတယောက်နဲ့တယောက်ခင်နှုတ်ဆက်စကားပြောတယ်မလားအဲ့ဒီလိုပဲတဲ့မောရှေကိုဖယားသခင်မိတ်ဆွေလိုပဲဘာလုပ်တာလဲမျက်နှာချင်းဆိုင်နှုတ်ဆက်ဘာလုပ်လဲစကားအဲ့ဒီခွင့်ရေးဘယ်သူမှမရအောင်နော်တုံလုံးမရအောင်အဲ့ဒီခွင့်ရေးကအံ့ဩစရာသိကောင်းအဲ့ဒီလိုဖယားနဲ့မျက်နှာချင်းဆိုင်စကားပြောတဲ့မောရှေဘာထူးခြားလဲဖယားရဲ့မျက်မှောက်တော်ဆိုတာတကယ်မောရှေကနှစ်ဖူးတွေ့ဒူးတွေ့မျက်နှာချင်းဆိုင်တွေ့ရတာအဲ့ဒီဖယားအတူရှိခြင်းဖယားရဲ့ရှေ့တော်မောက်တန်ရှင်းတဲ့ဖယားကြီးနဲ့မျက်နှာချင်းဆိုင်တွေ့ရတဲ့မောရှေထူးကိုထူးခြားအောင်ဘာထူးခြားလဲကြည့်အောင်တောလေယာကျမ်းခန်းကြီး7အတမနက်ကပြောရရတောလေယာကျမ်းခန်းကြီး7အပိုင်ငယ်6ကနေ8မှာကျွန်တော်လိုက်ဆိုအောင်နော်ထာဝရဘုရားကလည်းငါစကားကိုနားထောင်ကြလော့သင်တို့တွင်ပရောဖက်ရှိလင်ငါထာဝရဘုရားသည်ထိုသူ၌ထူးဆန်းသောယူပါယုံအားဖြင့်ကိုပြမည်သို့မဟုတ်အိမ်မက်အားဖြင့်ပြာဒိတ်ပေးမည်အိမ်တော်တအိမ်လုံး၌သစ္စာဆောင်သောငါကြုံမောရှေသည်ထိုသို့မဟုတ်သူ၌ပြာဒိတ်ပေးသောအခါနက်နဲသောစကားအားဖြင့်မပေးကိုယ်တိုင်ကိုယ်ချက်ထင်ရှားစွာပြာဒိတ်ပေးမည်သူသည်ထာဝရဘုရား၏ပုံသဏ္ဍာန်ကိုလည်းမြင်ရမည်တို့ဖြစ်၍သင်တို့သည်ငါကြုံမောရှေကိုအဘဲကြောင့်အပြစ်တင်ဝန်သည်ဟုမိန်တော်မူလျက်ဖယားသခင်ကအဲ့ဒီမောရှေနော်ဖယားသခင်ကဆိုဆက်မစုံနဲ့တော့နော်အရှင်ကတက်သွားတာမောရှေကကုရှအမျိုးသမီးနဲ့တွားယူတဲ့ခါမှာမနက်ကလည်းကျွန်တော်ဒီအကြောင်းပြောရနော်မိရိအန်နဲ့အာယုံကမောရှေကိုအပြစ်တင်တယ်အဲ့ဒီခါမှာဖယားကပြောတယ်မင်းတို့မောရှေကိုဘာမှတ်နေလဲမောရှေကိုငါရွေးထုတ်ထားတာတဲ့တခြားသောပရောဖက်တွေကိုဗျာဒိတ်နဲ့ငါစကားပြောမယ်တဲ့အိမ်မက်နဲ့စကားပြောမယ်တဲ့နက်နဲတဲ့စကားတွေနဲ့ငါပြောမယ်မောရှေကိုဘာနက်နဲတဲ့ဘာဗျာဒိတ်မှပြောတဲ့ပဲစကားပြောတာတဲ့ကိုယ်တိုင်ကိုချက်မျက်နှာချင်းဆိုင်ဘာလို့လဲအဲ့လိုစကားပြောတာအဲ့ဒီအခွင့်အရေးမောရှေမှာပဲရှိဟာအံ့ဩစရာဒါကြောင့်အဲ့ဒီလိုဖယားရဲ့မျက်မှောက်တော်ထဲမှာဖယားနဲ့မျက်နှာချင်းဆိုင်တွာလာစကားပြောတဲ့မောရှေဘာထူးခြားသွားလဲနံပါတ်1မောရှေရဲ့အသက်တာထူးခြားပြောင်းလဲမှုဖြစ်တယ်ဖယားရဲ့မျက်မှောက်တော်ထဲမှာဖယားကိုမျက်မှောက်ပြုပြီးအသက်ရှင်တဲ့သူဒါကြောင့်မို့ကျွန်တော်တို့ကမျက်မှောက်တော်လို့သချင်းဆိုတိုင်းအသက်တာပြောင်းလဲတာမဟုတ်မျက်မှောက်တော်ဆိုပြီးတော့ကျွန်တော်တို့အသက်တာထဲမှာထူးခြားမှုတွေခံစားရတိုင်းအသက်တာမပြောင်းလဲဘူးဆိုရင်အဲ့ဒါတစ်ခုခုမားနေပြီသင်ကဆူတောင်းပြီးတော့နောက်ပြန်လဲကြမယ်ခဏလဲကြမယ်ဒါပေမဲ့အသက်တာဘာမှမပြောင်းလဲဆိုရင်တစ်ခုခုမားနေပြီသင်ကဆူတောင်းပြီးတော့အခြားသောဘာစကားလည်းပြောမယ်ထူးဆန်းတဲ့အတွေ့အကြုံတွေလည်းခံစားမယ်အသက်တာမပြောင်းလဲဘူးဆိုရင်တစ်ခုခုမားနေပြီအဲ့ဒါကသင်ရဲ့စိတ်ခံစားမှုလားတကယ်ရောဖခင်ရဲ့မျက်မှောက်တော်ကိုခံစားရတာလားဖခင်မျက်မှောက်တော်ကိုကိုယ်တိုင်တွေ့ကြုံခံစားတဲ့သူရဲ့အသက်တာထဲမှာအသက်တာပြောင်းအောင်ပြောင်းလဲရတယ်မောရှေဘာပြောင်းလဲသွားလဲတောလေယာကျမ်းခန်းကြီး7နဲ့3ကိုဖတ်ကြည့်အောင်တောလေယာကျမ်းခန်းကြီး7နဲ့အပိုင်ငယ်3မောရှေသည်မြေကြီးပေါ်မှာရှိသောတာ၍နူးညံ့သိမ်မွေ့သောသဘောဘလို့ရေးထားလဲမောရှေဟာတဲ့မြေကြီးပေါ်မှာရှိတဲ့သူတွေအပေါင်းတို့ထက်တာ၍နူးညံ့သိမ်မွေ့သောသဘောရှိတယ်ပြောင်းသွားတာကြည့်နော်ငကိုကမောရှေအဲ့သဘောမရှိဘူးမောရှေလူသက်ဘူးလားလူသက်ဘူးတဲ့လူတယောက်ကိုဘာလို့နူးညံ့သိမ်မွေ့တယ်လို့ဖခင်ကပြောရတာလဲပြောင်းသွားတာသူ့ရဲ့စိတ်သဘောငကိုကနန်းတော်ထဲမှာနေတဲ့ခါမှာဘရင်ဖာရောဘုရင်သမီးရဲ့သားတနေ့မှာလူနှစ်ယောက်ရန်ဖြစ်တယ်တစ်ဖက်ကဟေပြဲလူတစ်ဖက်ကအေဂုဒုလူ तू ကဟေပြဲ तू သိတယ်ဒါကြောင့်မို့သူ့လူကိုထိတဲ့ခါမှာ तू ခံနိုင်လားမခံနိုင်ဘူးနည်းနည်းသွားဖြန့်ပြေးပေးလိုက်ပါလား तू တားလိုက်လည်းရပါတယ် तू ကအရာရှိပဲ तू ကတကယ်နန်းတော်မှာမင်းသားပဲဒါပေမဲ့သွားဖြန့်ပြေးပြီးတော့မတားဘူးတော့တခါတည်းဘာလို့ပြစ်လိုက်လဲ
အဲဂုတုလိုတခါလဲအပြက်ရှင်းတာတခါလဲတတ်ပလိုက်တာဘလောက်ထိဒေါသကြီးလဲဘလောက်ထိစိတ်ကပြင်းထန်လဲစဉ်းစားကြည့်လေနောက်တစ်ရက်မှာတဲ့လူနှစ်ယောက်ရန်ဖြစ်တယ်တဲ့ဒီတစ်ခေါက်ကျတော့ဟေပြဲလူနဲ့အဲဂုတုလူမဟုတ်တော့ဟေပြဲလူအချင်းချင်းမလုပ်လဲရန်ဖြစ်ကြတယ်အဲ့ဒီကောင်မောရှေကသွားတားတယ်မလုပ်ပါနဲ့မင်းတို့ညီကိုချင်းဘာလို့ရန်ဖြစ်တာလဲအဲ့ဒီခါမှာဟေပြဲလူတွေဘာစကားပြောလဲမနေ့ကအဲဂုတုလူကိုတတ်တယ်လို့ငါတို့ကိုတတ်မလို့လားမောရှေရဲ့စိတ်ကိုသူတို့ကောင်းကောင်းသိရနော်မောရှေကကိစ္စတစ်ခုကိုဖြေရှင်းတခါတည်းမလုပ်လိုက်တာအေးအပြက်ရှင်းပလိုက်တာတခါတည်းတပ်ပလိုက်တာအဲ့လောက်ထိစိတ်ကြမ်းတဲ့သူဒါပေမဲ့ကျမ်းစာဘလို့မှတ်တမ်းနဲ့လဲမြေကြီးပေါ်မှာရှိတော်သူအပေါင်းတို့ထက်မောရှေဟာနူးညံ့သိမ်မွေ့တယ်အဲ့ဒါပြောင်းလဲသွားတာဖခင်ရဲ့မျက်မှောက်တော်ထဲမှာနေရင်းနဲ့အသက်တာဘာလို့သွားလဲပြောင်းလဲသွားတာငါကကြမ်းတမ်းတဲ့ထစ်ခနဲ့ဆိုလူတတ်မယ်ဆိုရဲလူဟာအခုကလူ6သိန်းကိုဥဆောင်ပြီးတော့စိတ်ရှည်လက်ရှည်နဲ့ခါနိုင်ပြည်ကိုပို့ဆောင်တဲ့ခါမှာဖခင်သူ့ကိုရွေးချယ်အသုံးပြုတာဖခင်ရဲ့မျက်မှောက်တော်ထဲမှာနေအဲ့ဒီမောရှေကဲ့သို့သင်ရဲ့စိတ်တော်ကြမ်းတမ်းတဲ့စိတ်တော်တွေကနူးညံ့သွားမှာမာနာကြီးတဲ့စိတ်တော်တွေကနှိမ့်ချသွားမှာသူများကိုမတူသလိုမတန်သလိုဆက်ဆံတဲ့သဘောကလူတိုင်းကိုဒန်းတူဆက်ဆံတတ်သွားရမယ်အဲ့ဒီလိုသင်စိတ်တော်မပြောင်းလဲသေးဘူးဆိုရင်သင်ဘလောက်ပဲနောက်ပြန်လဲဘလောက်ပဲသင်ဟာအခြားသောဘာစကားတွေပြောဘလောက်ပဲသင်ဟာမျက်မှောက်တော်ထဲမှာခံစားရတယ်ပြောသင်ရဲ့မျက်မှောက်တော်ကမေးစရာမေးခွန်းဖြစ်ပြီတကယ်မျက်မှောက်တော်ကိုခံစားရတဲ့သူကတကယ်ပြောင်းလဲမှုဖြစ်ရမယ်ဒါမောရှေရဲ့ပြောင်းလဲခြင်းနောက်တစ်ချက်မောရှေရဲ့ပြောင်းလဲခြင်းထွမြော်ကျမ်းအခန်းကြီး34အပိုင်းငယ်28ကနေ33ထိဖတ်ရအောင်နော်ကျွန်တော်နောက်လိုက်ဆိုအောင်နော်ထိုရက်မှာမောရှေသည်အစာကိုမစားရေကိုမတောက်ပဲအရက်40ပတ်လုံးထာဝရဘုရားထံတော်၌နေလေ၏ကြောက်ပြားပေါ်မှာပရိညင်စကားပြည့်ညတ်တော်10ပါးကိုရေးထားတော်မူ၏မောရှေသည်တသက်ခံချက်ကြောက်ပြားနှစ်ပြားကိုကင်လျက်တိနာတောင်ပေါ်မှာဆင်းသက်သောအခါမိမိနှင့်ဖျားသခင်နှုတ်ဆက်တော်မူသောကြောင့်မိမိမျက်နှာအရေထွန်းပကြောင်းကိုမိမိမသိအာရုံနှင့်ဣသရေလအမျိုးသားအပေါင်းတို့သည်မောရှေကိုမြင်သောအခါသူ၏မျက်နှာအရေထွန်းပသောကြောင့်သူတို့သည်မချင်းမကပ်ဝန်းကြမောရှေသည်သူတို့ကိုခေါ်၍အာယုန်နှင့်ပရိသတ်တကြီးတို့သည်ချင်းကပ်ကြလင်မောရှေသည်နှုတ်ဆက်လေ၏ထို့နောက်ဣသရေလအမျိုးသားအပေါင်းတို့သည်ချင်းကပ်ကြလင်တိနာတောင်ပေါ်မှာထာဝရဘုရားမိန့်တော်မူသမျှတို့ကိုသူတို့အားဆင့်ဆိုလေ၏မောရှေသည်သူတို့အားဟောပြော၍မပြီးမီမိမိမျက်နာကိုဖုံးအုပ်လေ၏ရက်40တောင်ပေါ်မှာကြည်လည်းမတော့ဘူးတဲ့အစာလည်းမစားဘူးတဲ့ဘာသွားယူတာလဲပြည့်ညတ်တော်10ပါးကိုသွားယူတာတကယ်တော့ပထမပြည့်ညတ်တော်10ပါးကျိုးသွားပြီအောက်မှာရွှေနွားတငယ်ရုပ်ထုလုပ်လို့မောရှေကဒေါသထွက်ပြီးဘာလုပ်လိုက်လဲရိုက်ချိုးပလိုက်ပြီအခုကဒုတိယတစ်ချိန်ပြန်တက်လာခဲ့တဲ့ကြောက်ပြားယူပြီးတော့မင်းပြန်တက်လာခဲ့အဲ့ဒီတသက်ခံနှစ်ပြားကိုကင်ပြီးတော့အရက်40ပြည့်တဲ့ခါမှာသူအဲ့ဒီတောင်ပေါ်ကနေဆင်းလာတော့ तू ကသတိပထားမေးဖယားနဲ့အဲ့ဒီဖယားရဲ့ဘုံတော်ကြီးနဲ့စကားပြောတဲ့အခါသူ့မျက်နှာဘာဖြစ်နေလဲလင်းနေအဲ့ဒီလိုလင်းနေတဲ့အခါမှာအာယုန်နဲ့ဣသရေလအမျိုးသားပေါင်းတို့သည်မောရှေကိုမြင်သောအခါမျက်နှာလင်းနေတဲ့ကြောင့်မကြည့်ရဘူးသူ့စီကိုမချင်းကပ်ဘူးတဲ့အဲ့ဒီမှာဖယားသခင်ပြောတဲ့အရာတွေကို तू ပြန်ပြောတဲ့အခါမှာတဲ့စကားပြောလို့
မပြီးသေးဘူးသူ့မျက်နှာဘာလို့လဲမောရှိတဲ့ငါတို့မင်းကိုကြည့်လို့မကြည့်ရမျက်နှာဘာလို့ခိုင်းလဲမျက်နှာကိုပဝါနဲ့ဘာလို့လဲအုပ်ထားမျက်နှာဖုံးနဲ့အုပ်ထားပြီးတော့မောရှိရဲ့စကားပြောရတယ်ကြည့်တော့ဖခင်ရဲ့မျက်မှောက်တော်ထဲမှာသင်နေရင်သင်ရဲ့မျက်နှာပြောင်းကိုဘာလို့ရမလဲပြောင်းလဲရမယ်မျက်နှာပြောင်းလဲတဲ့ဆိုတာမျက်နှာမဲတဲ့နေရာနဲ့ဖြူသွားမယ်အဲ့ဒါပြောချင်တာမဟုတ်ဘူးနော်အသားညကိုတွေကကျွန်တော်မဲတာနော်မဲတဲ့သူကဘာလို့မှလဲမဲမှာပဲအဲ့ဒါပြောတာမဟုတ်ကိုယ့်ရဲ့မျက်နှာကြည်ပြီးတော့ဘာလို့ရမလဲဟာကျွန်တော်တို့ရဲ့မျက်နှာတောက်ပခြင်းဆိုတာဖခင်ရဲ့ဘုံကကျွန်တော်တို့အသက်တာနဲ့ဘာလို့ရမလဲထင်ရှားမယ်ကျွန်တော်တို့ကိုကြည့်လိုက်ရင်တခြားသူနဲ့မတူအောင်သူများနဲ့ခွန်အားရအောင်တင်းကိုကြည့်ပြီးသူများနဲ့ခွန်အားရရလားရှိတဲ့ခွန်အားတော့ပြုတ်ကြသွားတာမနေ့ပြန်ကောက်နော်အဲ့တော့ကျွန်တော်တို့ကိုကြည့်ပြီးတော့သူများစိတ်သက်တွေကြသွားမှစိတ်ပြတ်သွားမှဆိုမဖြစ်ဘူးဖခင်ရဲ့မျက်မှောက်တော်ထဲမှာဖခင်ရဲ့မျက်မှောက်တော်ထဲမှာတို့ထိချင်းခံစားတဲ့သူဟာအဲ့ဒီမျက်မှောက်တော်ထဲမှာနေတဲ့သူဟာထူးခြားတဲ့ပြောင်းလဲမှုဖြစ်တယ်အဲ့ဒီလူရဲ့မျက်နှာဖခင်ရဲ့ဘုံမှာလုံးနေလေထွန်းတောက်နေတယ်သူ့ကိုကြည့်တဲ့အခါမှာဘသူ့ကိုမြင်နေရတဲ့ကဲ့သို့ဖခင်ကိုမြင်ရတဲ့ကဲ့သို့ဘာလို့ရမလဲဖြစ်ရမယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာနော်ကျွန်တော်တို့ကိုကြည့်လိုက်ရင်ဒေါသမျက်နှာပဲတွေ့ရကျွန်တော်တို့ကိုကြည့်လိုက်ရင်မာနမျက်နှာပဲတွေ့ရကျွန်တော်တို့ကိုကြည့်လိုက်ရင်အတ္တဆန်တဲ့မျက်နှာပဲတွေ့ရမယ်ဆိုရင်တော့မဟုတ်သေးဘူးဖခင်သခင်ကဲ့သို့ကျွန်တော်တို့ရဲ့အသက်တာမှာချစ်ချင်းမျက်နှာဝမ်းမြောက်ခြင်းမျက်နှာသူတို့ဘာကိုခွန်အားပေးတဲ့မျက်နှာတွေဖြစ်ဖို့ရန်အတွက်ဒီနေ့အဲ့ဒီမျက်မှောက်တော်ထဲမှာနေတဲ့သူကအဲ့ဒီလိုမျက်နှာပြောင်းလဲသွားတယ်အဲ့ဒါကဘာလဲပုံတံပြောင်းလဲခြင်းလို့ခေါ်ပါတယ်ဒါကြောင့်မို့စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ပုံတံပြောင်းလဲခြင်းသို့ရောက်ကြလောဖယားနဲ့နေတာများရင်စိတ်နှလုံးပြောင်းလဲသွားတယ်စိတ်နှလုံးပြောင်းလဲသွားရင်ပုံတံမှာဘာလို့သွားလဲပြောင်းသွားမကြမ်းတမ်းတော့နူးညံ့သွားတယ်သူများကိုမနှိမ်တော့သူများကိုချီးမြှောက်တတ်လာတယ်အဲ့ဒီလိုအသက်တာဖြစ်လာတယ်သူများကိုအပြစ်မစီရင်တော့သူများကိုအပြစ်မတင်တော့သူများကိုနားလေပေးပြီးတော့သူ့ကိုအပြစ်ထဲကနေဆွဲခေါ်ပေးတတ်လာတယ်ကိုယ့်ရဲ့အသက်တာထဲမှာအဲ့ဖယားနဲ့နေတာများရင်ကိုယ့်ကိုပဲသူများတွေချေရမယ်ကိုယ့်ကိုပဲခွင့်လွှတ်အောင်မယ်လို့မဟုတ်တော့နင်တို့ငါ့ကိုခွင့်လွှတ်အောင်မယ်တော့နင်တို့ငါ့ကိုသိခံမဟုတ်သူများစီကတောင်းခံတဲ့သက်တာမဟုတ်ကိုကသူများကိုခွင့်လွှတ်တတ်တာကိုကသူများကိုချစ်တဲ့သက်တာကိုကသူများကိုပေးကမ်းတဲ့သက်တာဖြစ်ပေါက်သွားလေပြောင်းလဲသွားအောင်မယ်ဒါကြောင့်မို့သင်ဟာဖယားရဲ့မျက်မှောက်တော်ကိုတကယ်ကြုံတွေ့ခံစားတော်သူဆိုရင်အသက်တာပြောင်းလဲတယ်ဒါဝိဒ်အသက်တာ16ခုမြောက်သောစာလံအပိုင်ငယ်17 16ခုမြောက်သောစာလံအပိုင်ငယ်17ကျွန်တော်လိုက်ဆိုအောင်နော်အသက်ရှင်ခြင်းလမ်းကိုပြညွန်တော်မူလိမ့်မည်အထံတော်၌စုံလင်သောဝမ်းမြောက်ခြင်းအခွင့်နှင့်လက်ရတော်နားမှာအစဉ်အမြဲပျော်မွေ့ခြင်းအခွင့်ရှိပါ၏ဒီစာလံ16အပိုင်ငယ်17ကတမန်တော်ဝတ္ထုခန်းကြီး2 25 28ကျမ်းပိုင်းနဲ့အတူတူပဲဖြစ်ပါတယ်ဖခင်ရဲ့မျက်မှောက်တော်အထံတော်မှာတဲ့ဘာရှိလဲစုံလင်သောဝမ်းမြောက်ခြင်းအဲ့ဒီအကြောင်းတမန်တော်ဝတ္ထုမှာကျွန်တော်အစမှဖတ်သွားတယ်ဖခင်ရဲ့မျက်မှောက်တော်ထဲမှာတဲ့ငါလှုပ်ရှားခြင်းမရှိဘူးဒါဝိဒ်ကဘာပြောလဲငါသည်ထာဝရဘုရားကိုအစဉ်မျက်မှောက်ပြုမယ်ဖခင်သခင်ကိုအစဉ်မျက်မှောက်ပြုတဲ့အတွက်ကြောင့်ငါဟာလှုပ်ရှားခြင်းစိတ်နှလုံးကဘလို့စားရမယ်ဘလို့ဝေ့ရမယ်အဲ့ဒီလိုလှုပ်ရှားခြင်းရောက်ရခက်ခြင်းမရှိတော့ဘာရှိမလဲသလားငြိမ်သက်ခြင်းရှိမယ်ဒါကြောင့်ဖခင်မျက်မှောက်တော်ကိုတွေ့ကြုံခံစားရတဲ့သူဟာသူ့ရဲ့အသက်တာထဲမှာနှစ်ခုစုံလင်သောဝမ်းမြောက်ခြင်းနဲ့ငြိမ်သက်ခြင်းရှိတယ်စုံလင်သောဝမ်းမြောက်ခြင်းနဲ့ငြိမ်သက်ခြင်းရကိုရတယ်အဲ့ဒီလူရဲ့အသက်တာထဲမှာဒါကြောင့်မို့ဒါဝိဒ်ကဲ့သို့ဖခင်ရဲ့မျက်မှောက်တော်ထဲမှာသင်ဟာနေတတ်မယ်ဆိုရင်ဖခင်ကိုအမြဲတမ်းမျက်မှောက်ပြုတတ်မယ်ဆိုရင်သင်အသက်တာထဲမှာပတ်စံရှိခြင်းမရှိခြင်းနဲ့မဆိုင်တော့သင်ဟာအမြဲတမ်းဝမ်းမြောက်နေလိမ့်မယ်သင်ဟာအိမ်အကောင်းတဲ့နေရာမှာဟိုတဲအိမ်မှာနေအဲ့ဒါနဲ့မဆိုင်တော့သင်ဟာဘာမှပဲနေဝမ်းမြောက်နေလိမ့်မယ်နိုင်ငံခြားမှာပဲနေနော်ရန်ကုန်မှာပဲနေတောမှာပဲနေမြို့မှာပဲနေဘာနဲ့စားဘာနဲ့ဝဲသင်အတွင်းထဲမှာဝမ်းမြောက်နေလိမ့်မယ်ဖခင်ရဲ့မျက်မှောက်တော်ထဲမှာနေတတ်ရင်အဲ့ဒီမျက်မှောက်တော်ထဲမှာသင်ဟာတွေ့ကြုံခံစားရရင်စုံလင်သောဝမ်းမြောက်ခြင်းနဲ့ငြိမ်သက်ခြင်းကိုခံစားမှာဖြစ်တယ်နောက်ဆုံးတစ်ချက်ဖ
ဖခင်ရဲ့မျက်မှောက်တော်ကိုတွေ့ကြုံခံစားရတဲ့သူ၃ယောက်ကြောင်းကျမ်းစာထဲမှာတော့အများကြီးပဲနော်နံပါတ်1တယောက်မောရှေအသက်တာပြောင်းလဲတယ်နံပါတ်2တယောက်ဒါဝိဒ်အထံတော်မှာစုံလင်သောဝမ်းမြောက်ခြင်းနဲ့ညီသက်ခြင်းကိုခံစားတယ်နံပါတ်3တယောက်ဟေရှာယဖြစ်တယ်ဟေရှာယနာဂတိကျမ်းခန်းကြီး6အပိုင်ငယ်1ကနေ9ကိုဖတ်ရအောင်ဒါပြီးရင်ကျွန်တော်ဏီကုန်းချုပ်ပါမယ်ဟေရှာနာဂတိကျမ်းခန်းကြီး6အပိုင်ငယ်9ကျွန်တော်နောက်လိုက်ဆိုအောင်နော်ဩဇိမင်းကြီးအနိစ္စရောက်သောနှစ်တွင်ထာဝရဘုရားသည်အလွန်မြင့်မြတ်သောပလင်ပေါ်မှာထိုင်တော်မူသည်ကိုငါမြင်၏အဝတ်တော်တစားသည်ဗိမာန်တော်ကိုဖြည့်လေ၏ကောင်းကင်တမန်တရတ်တို့သည်ပလင်တော်တစ်ဖက်တစ်ချက်၌ရက်နေကြ၏သူတို့သည်အတောင်6ခုစီရှိ၍အတောင်2ခုဖြင့်မျက်နာကိုဖုံးလျက်အတောင်2ခုဖြင့်ခြေတို့ကိုဖုံးလျက်အတောင်2ခုဖြင့်ပြန်တက်ကြ၏သူတို့ကလည်းကောင်းကင်ဘိုးချေအရှင်ထာဝရဘုရားသည်တန်ရှင်းတော်မူ၏တန်ရှင်းတော်မူ၏တန်ရှင်းတော်မူ၏မြေကြီးလုံးသည်ဘုံတော်နှင့်ပြည့်လေ၏ဟုတပါးကိုတပါးကြွေးကြော်၍မွတ်ဆိုကြ၏ထိုသို့သောကြွေးကြော်သံကြောင့်တကားတိုင်တို့သည်လှုပ်ရှား၍မိကိုနှင့်တအိမ်လုံးပြည့်လေ၏ငါကလည်းငါ၌အမင်္ဂလာရှိ၏ငါအကျိုးနည်းရှိပြီအကြောင်းမူကားငါသည်ညစ်ညူးသောနှုတ်ခမ်းရှိလျက်ညစ်ညူးသောနှုတ်ခမ်းရှိသောလူမျိုးတွင်နေလျက်နှင့်ကောင်းကင်ဘိုးချေအရှင်ထာဝရဘုရားတည်းဟူသောရှင်ဘုရင်ကိုမျက်စိနှင့်မြင်လေပြီတကားဟုဆို၏ထိုအခါကောင်းကင်တမန်တရတ်တပါးသည်ရစ်ပလင်ပေါ်ကမီးညက်ဖြင့်ယူခဲ့သောမီးခဲတခဲကိုလက်နှင့်ကင်လျက်ငါရှိရာသို့ပြန်လာ၍ငါနှုတ်ကိုတို့ပြီးလင်ဤမီးခဲသည်သင်နှုတ်ခမ်းကိုတွေ့ပြီးသင်ဒုစရိုက်ကိုတုတ်တင်ပြီးသင်အပြစ်လဲပြေရှင်းပြီဟုဆို၏ဟေရှာယယူပါယုံကိုမြင်တဲ့မြင်ကွင်းဩဇိမင်းအနိစ္စရောက်တဲ့နှစ်မှာသူဗိမာန်တော်ထဲမှာဖယားကိုကိုးကွယ်နေတဲ့အချိန်မှာထာဝရဘုရားကတဲ့အလွန်မြင့်တဲ့ပလင်ပေါ်မှာထိုင်တာကိုသူဘာလုပ်နေလဲမြင်တွေ့နေရတယ်ပြီးတော့အဲ့ဒီဗိမာန်တော်ကိုတဲ့အဝတ်တစားဘာလုပ်လိုက်လဲဖြည့်လိုက်တယ်အဲ့ဒီခါမှာကောင်းကင်တမန်တရတ်အဲ့ဒီကောင်းကင်တမန်တရတ်တို့ဟာတဲ့ပလင်တော်တစ်ဖက်တစ်ချက်မှာရှိပြီးတော့အဲ့ဒီကောင်းကင်တမန်တွေကအတောင်ဘယ်နှခုရှိလဲ6ခုရှိတယ်အတောင်2ခုကမျက်နှာကိုဖုံးတယ်နောက်အတောင်2ခုကခြေထောက်ကိုဖုံးတယ်နောက်အတောင်2ခုကပြန်ပြီးတော့ပါဇက်ကနေပါအော်လေထာဝရဘုရားသည်တန်ရှင်းတော်မူ၏တန်ရှင်းတော်မူ၏တန်ရှင်းတော်မူ၏မြေကြီးလုံးသည်ဘုံတော်နှင့်ပြည့်လေ၏ဟုတပါးကိုတပါးကြွေးကြော်၍မွတ်ဆိုတယ်အဲ့ဒီကြွေးကြော်တန်ကြောင်းနဲ့တကားတိုင်တို့ကလှုပ်ရှားတယ်ဗိမာန်တော်တကားတိုင်ကလှုပ်ရှားတယ်မီးကိုကအဲ့ဒီတအိမ်လုံးမလုပ်လဲပြည့်သွားတယ်တဲ့အဲ့ဒီခါမှာဟေရှာယဘာပြောလဲငါကလည်းငါ၌အမင်္ဂလာရှိပြီအဲ့ဒီမျက်မှောက်တော်သူမြင်လဲမြင်လိုက်အောင်ဖ
ဖယားသခင်အတူရှိခြင်းကိုတွေ့ကြုံခံစားလိုက်ရောသူ့ထဲထဲမှာသူပါခံစားရလဲငါအမင်္ဂလာရှိပြီငါအကျိုးနေပြီတဲ့ဘာကြောင့်ဒီလိုပြောလဲငါဟာတဲ့ညစ်ညူးသောနှုတ်ခမ်းရှိတယ်ငါနေတဲ့နေရာကလည်းလူတွေကဘာလုပ်နေလဲညစ်ညူးသောနှုတ်ခမ်းရှိတဲ့လူတွေထဲမှာနေတယ်ဟေရှာယသည်ဖယားရဲ့မျက်မှောက်တော်ကိုတွေ့ကြုံခံစားတဲ့အချိန်မှာသူ့အထဲထဲမှာသူဟာအပြစ်သားဖြစ်ကြောင်းသူဟာမတန့်ရှင်းကြောင်းသူဟာညစ်ညူးသောသူဖြစ်ကြောင်းသူဘာလုပ်လဲသိမြင်ခံစားရတယ်လူတယောက်ဟာဖယားနဲ့နီးကပ်စွာအသက်ရှင်နေလေတန်ရှင်းသောဖယားနဲ့နီးကပ်စွာနေနေလေကိုယ်မတန့်ရှင်းခြင်းကြောင်းကိုသိလေပဲလူတယောက်ဟာဖယားနဲ့နီးကပ်စွာနေပြီးတော့မာနကြီးနေမှာဆိုရင်အဲ့ဒီလူဟာတကယ်နဲ့ဖယားနီးကပ်စွာအသက်မရှင်တတ်သေးဘူးဖယားနဲ့တကယ်နီးကပ်တာမဟုတ်လူတယောက်ကမြင့်မြတ်တဲ့ဖယားနဲ့နီးကပ်စွာနေလေလေကိုနှိမ်ချတတ်လေပဲဘာလို့ဖယားအရန်ကြီးမြတ်လုံးလို့လူတယောက်ဟာကိုယ့်ရဲ့ဘဝအသက်တာထဲမှာဖယားနဲ့နီးကပ်စွာအသက်ရှင်လေလေတန်ရှင်းတဲ့ဖယားနဲ့နီးကပ်စွာအသက်ရှင်လေလေကိုယ်အပြစ်များကြောင်းကိုဘာလို့လေသိမြင်လေပဲဒါကြောင့်မို့မျက်မှောက်တော်ကိုတွေ့ကြုံခံစားရတဲ့သူဟာမိမိရဲ့အပြစ်မိမိရဲ့အားနည်းခြင်းမိမိရဲ့မတန့်ရှင်းခြင်းတို့ကိုသတိပြုမိလာအဲ့ဒီခါမှာဖယားကိုလိုအပ်ပါတယ်လို့သူဟာခံယူတတ်လာတယ်အဲ့ဒီလိုဖယားရဲ့မျက်မှောက်တော်ကိုခံစားရတဲ့ခါမှာတွေ့ကြုံရတဲ့ခါမှာတန်ရှင်းသောအသက်တာကိုလိုချင်လာတယ်ဒါကြောင့်မို့ကောင်းကင်တမန်ကမီးခဲကိုယူပြီးတော့ဟေရှာယရဲ့နှုတ်ကိုဘာလုပ်လိုက်လဲသွားတိုးလိုက်တဲ့အခါမှာမင်းရဲ့ဒုစရိုက်အပြစ်ကိုတုတ်တင်ပြီးမင်းရဲ့အပြစ်ကိုလည်းပြေရှင်းပြီလို့ဆိုလိုက်တဲ့အခါမှာအသက်တာပြောင်းလဲခြင်းရှိတယ်ဟေရှာယသူတန်ရှင်းသွားကြောင်းသူ့ရဲ့အသက်တာထဲမှာစိတ်ချမှုရတယ်ဒါကြောင့်မို့ချစ်တော်ညီရောက်စီတိုင်းဖယားရဲ့မျက်မှောက်တော်ကိုတကယ်တွေ့ကြုံခံစားတဲ့သူကမိမိမတန်ရှင်းမှုဆိုတော့ပိုသတိပြုမိလာတယ်ဒါကြောင့်မို့သူဘာဖြစ်ချင်တာလဲတန်ရှင်းချင်တာဖယားသခင်ကျွန်တော်တန်ရှင်းစေပါအဲ့ဒီခါမှာသူ့ရဲ့အသက်တာကဘာလို့လာလဲဖယားရဲ့တန်ရှင်းခြင်းကိုခံစားဖယားရဲ့မျက်မှောက်တော်ခံစားရတယ်လို့ပြောပြီးတော့ကိုယ်တိုင်ညစ်ညူးခြင်းနဲ့နေမယ်ဆိုရင်အဲ့ဒီလူဟာဖယားရဲ့မျက်မှောက်တော်တကယ်မခံစားရသေးအဲ့ဒါကစိတ်ခံစားမှုပဲ emotion တတ်ပဲဖြစ်လိမ့်မယ်တကယ်ဖယားမျက်မှောက်တော်ကိုတွေ့ကြုံခံစားတဲ့သူဟာကိုညဉ့်ညမ်းတာကိုသိမြင်လာပြီးဖယားသခင်ကျွန်တော်ကိုတန်ရှင်းစေပါအဲ့ဒီတန်ရှင်းခြင်းကိုခံစားလိမ့်ဒါကြောင့်50ခုမြောက်သောစာလံမှာစာလံဆရာဒါဝိဒ်ကကျွန်တော်မျက်မှောက်တော်တွေကနှင်ထုတ်တော့မမူပါနဲ့ကျွန်တော်အသက်တာကိုဟုတ်တုတ်ပင်ညွန့်နဲ့ဘာလို့ပါတန်ရှင်းစေပါကျွန်တော်ရဲ့နှလုံးသားကိုအသက်တဖန်ပြန်လဲဖန်ဆင်းပေးပါချစ်တော်ညီကိုရောက်စီတိုင်းကျွန်တော်ညီကုန်းချုပ်ပါတယ်မျက်မှောက်တော်ဆိုတာဘာကိုပြောတာလဲဖယားရဲ့ရှေ့တော်မှာဖယားအတူရှိခြင်းကိုပြောတာဖယားတည်ရှိနေခြင်းကအဲ့ဒါဖယားမျက်မှောက်တော်အခုကျွန်တော်တို့ကျမ်းစာသင်တန်းလုပ်တယ်ဖယားရှိလားဒီမှာဖယားမျက်မှောက်တော်ပဲဒါပေမဲ့လူတိုင်းသတိပြုမိခြင်းမှာသတိပြုမိလိုက်မယ်အဲ့ဒီမျက်မှောက်တော်ကိုသင်ဘက်ကဘာလို့ဖို့လိုတာလဲမျက်မှောက်ပြုဖို့လိုတာသင်ဘက်ကဖယားရှိတယ်ဆိုတာကိုသတိမလွတ်သွားဖို့လိုတာအာယုံစိုက်ဖို့လိုတာအဲ့ဒီဖယားရှိနေတာကိုအာယုံဆိုင်နေခြင်းတော်နေရဲသေးလားဟာဘယ်နေရဲတော့မယ်ဒီနေရာမှာအင်မတန်မှကြီးတဲ့နိုင်ငံရေးခေါင်းဆောင်တယောက်လာရင်အားလုံးနေခြင်းတော်နေရဲလားဟာဘယ်နေရဲမလဲစကားတော်မပြောရဲဘူးလှုပ်ချင်တာမလှုပ်ရဲတော့ဒါကြောင့်မို့သင်အိမ်မှာပဲနေလမ်းမှာပဲနေဖယားရဲ့မျက်မှောက်တော်ကနေရာတကာတိုင်းမှာဘာလုပ်နေလဲရှိနေတယ်ဝိညာဉ်တော်နဲ့လှုပ်ခြင်းလုံးကအပေရက်သို့ပြေးနိုင်မလဲမျက်နာတော်နဲ့လှုပ်ခြင်းလုံးကသင်အပေရက်ကိုသွားနိုင်မလဲဘယ်နေရာသွားဖယားရဲ့မျက်မှောက်တော်ရှိနေတယ်ဖယားမျက်မှောက်တော်နဲ့မလွတ်ပါဘူးဒါကြောင့်မို့ဖယားเจ้าထဲမှာပဲဖယားမျက်မှောက်တော်မကန့်သက်လိုက်နဲ့ချီးမွမ်းခြင်းအစီအစဉ်ထဲမှာပဲဖယားမျက်မှောက်တော်မကန့်သက်လိုက်နဲ့နိုးထခြင်းအစီအစဉ်ထဲမှာပဲဖယားမျက်မှောက်တော်မကန့်သက်လိုက်နဲ့နမိတ်လက္ခဏာထဲမှာပဲဖယားမျက်မှောက်တော်ကိုမကန့်သက်လိုက်နဲ့ဖယားသခင်ဟာအကန့်အသတ်မဲ့တဲ့ဖယားဖြစ်ပါတယ်နေရာတကာတိုင်းမှာဖယားမျက်မှောက်တော်ရှိတယ်သင်ဘက်ကအရေးကြီးတာကအဲ့ဒီဖယားကိုဘာလို့ဖို့မျက်မှောက်ပြုပြီးအသက်ရှင်ဖို့ဖယားကိုမျက်မှောက်ပြုပြီးအသက်ရှင်တဲ့သူရဲ့အသက်တာထဲမှာအသက်တာထူးခြားပြောင်းလဲမှုရှိတယ်မောရှိကဲ့သို့ဖယားကိုမျက်မှောက်ပြုပြီးအသက်ရှင်တဲ့သူရဲ့အသက်တာထဲမှာအထံတော်မှာစုံလင်သောဝမ်းမြောက်ခြင်းနဲ့ငြိမ်သက်ခြင်းကိုခံစားရတယ်ဒါဝိဒ်ကဲ့သို့ဖယားကိုမျက်မှောက်ပြုပြီးအသက်ရှင်တဲ့သူရဲ့အသက်တာထဲမှာမတန်ရှင်းတဲ့အသက်တာကနေဖယားသခင်ရဲ့တန်ရှင်းခြင်းကိုခံစားရတယ်ဟေရှာယကဲ့သို့ခံစားရတာဖြစ်ပါတယ်ဒါကြောင့်မို့ချစ်တော်ညီကိုရောက်စီတိုင်း
ဖခင်ရဲ့မျက်မှောက်တော်ကိုမကန့်သက်ဘဲနဲ့သွားလျရာမှာထာဝရဘုရားကိုမျက်မှောက်ပြုခြင်းအပြင်ဘုရားသခင်ထံတော်ပါမှာစုံလင်သောဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းအသက်တာပြောင်းလဲခြင်းနဲ့တန်ရှင်းသောအသက်တာနဲ့ဘုရားဘုန်းလင်းကိုထင်ရှားနိုင်သောသူများဖြစ်စေဖို့ဝင်ငှပါတယ်အားလုံးပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေအာမင်